ယနေ့ခေတ်မှာလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာနိုင်ငံတကာမှာတိုးတက်နေတဲ့စစ်ရေးနည်းပညာတွေထဲမှာအရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ရုရှားတရုတ်နဲ့အခြားသောနိုင်ငံတွေဟာအဆင့်မြင့်ကိုပြောက်တိုက်လေယာဉ်များဟိုက်ပါဆိုနဲ့မစ်ဇိုင်းလို့ခေါ်တဲ့အတန်တက်9ဆကနေ25ဆအထိမြန်တဲ့ဒုံးကျည်များ UAV drone များနျူကလ িয়ার စွမ်းအင်သုံး ballistic missile များလဲစားနိုင်စွမ်းမြင့်မားတဲ့ cruise drone ပြန်များအမည်မသိလေယာဉ်များလိုင်းအနှိပ်ရေဒါများကိုရှောင်ကွင်းနိုင်သောလေယာဉ်များESS တန်လိုင်းတိုက်ခိုက်မှုများ electromagnetic attack စတဲ့ရှုပ်ထွေးပြီးကာကွယ်ရခက်တဲ့ချင်းချောင်းမှုတွေကိုကာကွယ်နိုင်ရန်အတွက်ကမ္ဘာအင်အားကြီးအမေရိကန်နိုင်ငံဟာနောက်ဆုံးပေါ်လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်သော Golden Dome Defense System ကိုစီမံတည်ဆောက်နေပြီပဲဖြစ်ပါတယ်။ Golden Dome ဆိုတာကတော့အမေရိကန်ရဲ့လေကြောင်းရန်ကာကွယ်ရေးနည်းပညာအတွက်အနာဂတ်မှာအထူးအရေးပါလိမ့်မယ်လို့မျှော်လင့်ထားတဲ့ special စနစ်တစ်ခုပဲဖြစ်ပါတယ်။ထိုစနစ်ဟာ Israel ရဲ့ Iron Dome မှာသင်ခန်းစာများကိုယူကာမြန်နှုန်းမြင့် cruise missile များအတန်ထက်မြန်တဲ့ hypersonic ဒုံးကျည်များနဲ့စွမ်းဒုံးအထက်လို့ခေါ်တဲ့အစုလိုက်အပြုံလိုက်ဒုံးကျည်တိုက်ခိုက်မှုတွေကိုတပြိုင်နက်တည်းရင်ဆိုင်ကာကွယ်နိုင်ရန်အတွက်ခက်တဲ့နည်းပညာများဖြင့်ပြုလုပ်ထားတဲ့နည်းပညာမြင့်စနစ်တစ်ခုပဲဖြစ်ပါတယ်။ Golden Dome ဟာစနစ်အမျိုးမျိုးအခြေအနေအမျိုးမျိုးအပေါ်မူတည်၍စူးစီးထားသည့် multi-layered defense system တစ်ခုပဲဖြစ်ပါတယ်။ Golden Dome စနစ်မှာပါဝင်လာနိုင်တဲ့နည်းပညာအစိတ်အပိုင်းများကတော့နံပါတ်1အဆင့်မြင့်ရေဒါနဲ့အာရုံခံစနစ်များ Advanced Radar and Sensor System Golden Dome မှာအသုံးပြုထားတဲ့ရေဒါစနစ်မှာ AN TPY6 ဆိုတဲ့နောက်ဆုံးပေါ်အမျိုးအစားကိုထည့်သွင်းထားပါတယ်။သူရဲ့အဓိကလှုပ်ဆောင်ခြင်းများကတော့ရန်သူရဲ့လေထဲကမြန်နှုန်းမြင့် hypersonic ဒုံးကျည်တွေကိုပြစ်လွှတ်လိုက်ပြီးမိနစ်ပိုင်းမတိုင်မီကြိုတင်စူးစမ်းဖော်ထုတ်နိုင်တဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ရန်သူနိုင်ငံများမှာပြစ်လွှတ်လိုက်သောဒုံးကျည်များကာမီကာစီအသေးခံ drone များဘုံကျဲလေယာဉ်များရဲ့တီးကြတဲ့တီနီယာနဲ့မြန်နှုန်းအတိအကျကိုဖော်ထုတ်ပေးနိုင်ပါတယ်။ AI Signal Processing လို့ခေါ်တဲ့အန်ဒီရဲ့မဖြစ်စေတဲ့ signal တွေကိုခြံထားပြီးတကယ်အန်ဒီရဲ့ကိုတော့ဖော်ပြတဲ့စနစ်ပါဝင်တာကြောင့် false alarm လို့ခေါ်တဲ့မာယွန်းနဲ့အတိပေးစနစ်များကိုနည်းစေပြီးတုံ့ပြန်မှုဟာတိကျမှုရှိစေပါတယ်။နံပါတ်2စွမ်းအားမြင့်ဓာတ်အားဖြင့်ကာကွယ်ရေး Directed Energy Weapon Laser Defense Golden Dome စနစ်ထဲမှာ Laser Defense နည်းပညာကိုပါထည့်သွင်းထားပါတယ်။ Lockheed Martin နဲ့ Raytheon တို့ကဖန်တီးနေတဲ့300 kW အတန်းမြင့် Laser စနစ်ကိုအသုံးပြုလာနိုင်ပါတယ်။အဓိကအကျိုးသက်ရောက်မှုများအနေနဲ့ကတော့ Laser ဖြင့်ရန်သူ drone များ UAV မောင်းသူမဲ့လေယာဉ်များနဲ့အနီးကပ်ဒုံးကျည်တွေကို Laser လက်နက်ရဲ့တီနေရာကနေအချိန်ခဏအတွင်းမှာပဲမြန်မြန်ဆန်ဆန်နဲ့အလင်းအမြန်ဖြစ်စီနိုင်စွမ်းရှိပါတယ်။ Laser လက်နက်အသုံးပြုခြင်းဟာမစ်ဇိုင်းတွေသုံးစွဲစရာမလိုပဲလျှက်စစ်ဓာတ်အားနဲ့ဖြစ်စီပြနိုင်တဲ့အတွက်ဆက်လက်နဲ့အင်အားသုံးစွဲမှုကိုတက်တာစေနိုင်ပါတယ်။နံပါတ်3အလင်းအမြန်ကြားဖြတ်ဟန်တာခြင်း Kinetic Interceptor ရန်သူနိုင်ငံများမှပြစ်လွှတ်လိုက်သောဒုံးကျည်များကိုအဆင့်မြင့်ရေဒါစနစ်များဖြင့်ချင်းချောင်းမှုကိုစောင့်ကြည့်ပြီးလမ်းကြောင်းတွက်ချက်ပါတယ်။အဲဒီနောက်ရန်သူဒုံးကျည်အားဖြတ်ချက်ဟန်တာဖို့အတွက် Kinetic Interceptor မစ်ဇိုင်းများကိုပြစ်လွှတ်ပြီးရန်သူရဲ့ဒုံးကျည်ကိုလေထဲမှာပဲဖြစ်စီဖောက်ခွဲပစ်လိုက်ပါတယ်။လက်ရှိအမေရိကန်မှာအသုံးပြုလျက်ရှိသော Kinetic Interceptor လက်နက်စနစ်များကတော့ DHAAD Terminal High Altitude Area Defense Patriot PAC-3 Precision Missile Defense နဲ့ SM-6 Standard Missile စစ်တို့ပဲဖြစ်ပါတယ်။နံပါတ်4ဉာဏ်ရည်တု AI နဲ့ Quantum Computing ပေါင်းစည်းမှု Artificial Intelligence and Quantum Integration AI နည်းပညာနဲ့ Quantum Computing တွေက Golden Dome စနစ်ထဲမှာဉာဏ်ရည်တုကာကွယ်ရေးစနစ်တစ်ခုဖြစ်ပါဝင်လာနိုင်ပါတယ်။လူရဲ့ဆုံးဖြတ်ချက်ကိုမဆောင်ပဲရန်သူရဲ့မစ်ဇိုင်းတွေကို AI အနေနဲ့တွေ့ချင်းစက္ကန့်ပိုင်းအတွင်းမှာပဲဆုံးဖြတ်ချက်တွေချမှတ်ပြီးတုံ့ပြန်တိုက်ခိုက်နိုင်ပါတယ်။
drone အုပ်စုကြီးတွေ swarm attack ဝင်လာတဲ့အခါမှာလည်းတခါတည်းနဲ့ target များစွာကိုခွဲခြားသုံးပြန်နိုင်စွမ်းရှိပါတယ်။ quantum computing ဖြင့်တိုက်ခိုက်မှုအမျိုးမျိုးကိုတပြိုင်နက်တည်းတွက်ချက်ပြီးတော့ system တစ်ခုလုံးရဲ့ကြာချိန်အားလုံးကိုလင်းလင်းမြန်မြန်ပဲတွက်ချက်တုံ့ပြန်နိုင်ပါတယ်။နံပါတ်5ဂျိုဒူလိုင်းဖြင့်ကမ္ဘာအနှံ့ကွန်ရက်စ်နဲ့ satellite link network coordination ဟိုရန်ဒုံးဟာမြေပြင်ကရေဒါတွေတည်းမကပဲအာကာသမှာအချက်လက်တွေရယူနိုင်တဲ့ satellite network ဂျိုဒူလိုင်းတွေနဲ့ချိတ်ဆက်ထားနိုင်ပါတယ်။လုံဆောင်မှုအနေနဲ့ကမ္ဘာပတ်လမ်းအနိမ့် low earth orbit LEO မှာရှိတဲ့ satellite ဂျိုဒူများက data များနဲ့တိုက်ခိုက်မှုများကိုမြေပြင်ရေဒါမတွေ့ခင်မှာ data ပြန်ပေးစနစ် early warning system အနေနဲ့ပို့ပေးခြင်းပဲဖြစ်ပါတယ်။စနစ်တစ်ခုမှာပြဿနာတက်လျင်လေ network base ဖြစ်တဲ့အတွက်အခြားစနစ်များကဆက်လက်လုံဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ Horan Dome ဟာ American ရဲ့ NDA များအပေါ်ရှာဖွေတုံ့ပြန်နိုင်စွမ်းကိုပြန်လည်တိုးတက်စေမယ်ပြောင်းလဲမှုတစ်ခုပဲဖြစ်ပါတယ်။ဤနည်းပညာဟာယနေ့ခေတ်ရဲ့တိုးတက်လာနေသောစစ်ရေးနည်းပညာများကိုရင်ဆိုင်နိုင်ရန်ပြည်ပခါတွေတိုးလာနေသောကမ္ဘာကြီးမှာ American နိုင်ငံအတွက်အရေးကြီးသောလုံခြုံရေးစနစ်တစ်ခုဖြစ်ပါဝင်လာနိုင်တော့မှာပဲဖြစ်ပါတယ်။